လူတွေရဲ့သဘာဝကကိုယ်ဘယ်လောက်ကောင်းတာလုပ်လို့အကောင်းထင်ခြင်းမှထင်ပါလိမ့်မယ်။အကောင်းမြင်ခြင်းမှမြင်ပါလိမ့်မယ်။အကောင်းပြောခြင်းမှပြောပါလိမ့်မယ်။အကောင်းပြောတဲ့သူထက်မကောင်းပြောတဲ့သူကပိုများခြင်းများနေပါလိမ့်မယ်။အကူအညီပေးမဲ့သူထက်ကဲ့ရဲ့ရှုံချမဲ့သူကပိုများခြင်းများနေပါလိမ့်မယ်။လောကကြီးမှာရေရှည်အောင်မြင်မှုရခြင်းလောကသဘာဝလူသဘာဝကိုအထာကျအောင်လောကရန်တွေကိုခံနိုင်ရရှိအောင်သဘောထားကြီးမားစိတ်ထားမြင့်မြတ်ရင့်ကျက်အောင်ကြိုတင်ပြင်ဆင်ထားပါအောင်မြင်ချိန်မှာလက်ခုပ်တီးပေးတဲ့လက်တွေကိုလည်းတန်ဖိုးထားပါအောင်မြင်ဖို့ကြိုးစားနေချိန်မှာနှိမ်ပါနေချိန်မှာအခက်အခဲတွေကြုံတွေ့နေချိန်မှာအားပေးမှုတွေလိုအပ်နေချိန်မှာဝန်းကျက်မှုတွေပြည့်သိမ့်နေချိန်မှာပူပင်သောကတွေလောင်မြိုက်နေချိန်မှာရွေးထွေးမှုတွေလိုအပ်နေချိန်မှာကူညီအားပေးဖြည့်သိမ့်နားလည်ပေးခဲ့တဲ့အေဂျင့်နှွေးထွေးစေခဲ့တဲ့လက်တွေကိုလည်းပို့ပြီးတန်ဖိုးထားပါ